ထို့ကြောင့်အချောင်း channel ကစီစဉ်တင်ဆက်နေကြပုံရင်ထက်ဗမာသမိုင်းစီစဉ်ပဲဖြစ်ပါတယ်ဒီနေ့ပုံရင်ထက်ဗမာသမိုင်းမှာကျွန်တော်ဓာတ်ပုံဆိုတာထက်အကြောင်းအရာတစ်ခုအကြောင်းလေးပြောချင်ပါတယ်ဒီအကြောင်းအရာလွန်ခဲ့တဲ့9နှစ်ကစတင်ပေါ်ပေါက်ခဲ့တဲ့အကြောင်းအရာပေါ့နော်နောက်ပြီးတော့ဗမာဒီနိုင်ငံရဲ့သမိုင်းမှာလည်းအနည်းနဲ့ပြောစမတွင်တဲ့အကြောင်းအရာလေးဖြစ်သွားတဲ့ကိစ္စတစ်ခုပါအဲ့တော့ဒါဒီကနန်းနဲ့ဆက်ဆက်နေတယ်ကဘာမှာဆိုရင်လေဒီအရေးကြီးတဲ့အဖြစ်အပျက်တွေကျွန်တော်ဒီနံပါတ်တွေနဲ့ပတ်သက်တဲ့ trend တွေရှိပါတယ်ကဘာဟာကိုကြည့်မယ်ဆိုရင်ကျွန်တော်လူသိများဆုံးကိစ္စဆို 9/11 ပေါ့နော်ဒါစက်တင်ဘာ17ရက်နေ့မှာဒီ World Trade Center ကိုဒီလေယာဉ်နဲ့ဝင်တိုက်တဲ့ကိစ္စကနေစပြီးဖြစ်လာတဲ့ 9/11 ဖြစ်စဉ်ပဲဖြစ်ပါတယ်ဒါ 9/11 ဆိုရင်လေလူတွေဒီ 9/11 လို့ပြောလိုက်တာနဲ့ဘာလဲဆိုတာကိုသိကြတဲ့အဆင့်ထိဒီကနန်းကလွှမ်းမိုးခဲ့ပါတယ်အခုဒီတိတ်မကြခင်ကာလတော့လေဒီ TikTok တို့ဘာလို့မှခေတ်စားတဲ့ trend တစ်ခုရှိပါတယ်67လို့ခေါ်တယ် World Trend ပဲအဓိကကြတော့ဘယ်ကနေဘလို့ထစ်လာတယ်ဆိုတာထက်ဆိုင်လူတွေ67ဆိုပြီးတော့နောက်ပြီးတော့ဒီလို gesture လေးပါကြတယ်67ဆိုပြီးတော့ဒါမျိုးကလေဒါကမ္ဘာ trend မှာထစ်လာခဲ့တဲ့ကိစ္စရဲ့တစ်ခုပါပဲအဲ့တော့ဗမာပြည်နိုင်ငံရေးသမိုင်းမှာလည်းဒီလိုကိန်းဂဏန်းတွေနဲ့ပတ်သက်တဲ့ဟာဒီအင်တန်ခေတ်စားတွေဥပမာဆိုရင်1988လူလူရေးတော်ပုံကြီးဆိုရင်ဒါကျွန်တော်ရှစ်လေးလုံးလူလူရေးတော်ပုံစသည်ဖြင့်ခေါ်ကြရဲ7 July เนาะကျောင်းသားလှုပ်ရှားမှုเนาะဒီလိုတွေရှိကြတယ်နောက်ပြီးတော့ဒီမှာ40ဖွဲ့စည်းပုံအခြေခံဥပဒေ84ဖွဲ့စည်းပုံအခြေခံဥပဒေခွန်4ပေါ့နော်နောက်ပြီးတော့ဒီ84ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးတဲ့အချိန်မှာနေဝင်းဆိုတာဒါမြန်မာတွေရဲ့ကိန်းဂဏန်းယုံကြည်မှုဘေးဒင်အရာပေါ့နော်ဘေးဒင်လက္ခဏာစသည်ဖြင့်ဒီယုံကြည်မှုတွေအရာဆိုရင်ဒါတတင်းကတွေဟိုဟာနဲ့စနေနေ့ဗုဒ္ဓဖူးထစ်တော့ခွန်4ဆိုပြီးတော့လေကျွန်တော်ပြောစမှပြုကြပါတယ်နောက်ပြီးမြန်မာစစ်တပ်ကလုပ်တဲ့ကိစ္စတွေမှာဆိုရင်လေအနေနဲ့ကိုအခြေပြုတာကိုကျွန်တော်တွေ့ရတယ်ကိုနှဝင်းပေါ့ဗျာဒါလေယုံကြည်ကိုးကွယ်မှုနဲ့ဆက်ဆက်နေတဲ့ကိစ္စတွေပါပဲအဲ့တော့ကိုနှဝင်းဆိုဥပမာဆိုရင်တိုင်းရင်းသား135မျိုးတို့144မျိုးတို့ဒါတွေ6နဲ့ဆုံးအောင်နောက်ပြီးတော့ဒီစစ်တပ်အာဏာသိမ်းပြီးပေါ့နော်ကျွန်တော်လက်လန်းမိတော့1988နောက်ပိုင်းအာဏာသိမ်းနေဆိုရင်လေသူတို့လုပ်တဲ့အရေးကြီးတဲ့ကိစ္စတွေမှာဆိုရင်ဒါနေ့တွေနဲ့ပေါင်းလိုက်ရင်6ဖြစ်နေတာနိုင်တွေပေါင်းလိုက်ရင်6ဖြစ်နေတာမျိုးလေးရှိပါတယ်နောက်ပြီးတော့အင်မတန်ရည်ရတဲ့ကိစ္စတစ်ခုကတော့ဗမာပြည်မှာဗာထစ်ခဲ့ဘူးသေးလေဆိုတဲ့အခါကျတော့ဒီငွေကြေးပေါ့နော်ငွေကြေးကိုတွက်တဲ့အခါမှာကျွန်တော်တို့ကဒီလို10နဲ့ပြတ်တဲ့ဟာကိုပဲကမ္ဘာမှာသုံးကြတယ်ဗျာဥမာ50 100ဒေါ်လာဆိုလဲ50 100နိုင်ငံတကာပတ်စံတွေမှာလည်းအဲ့လိုရှိပါတယ်ဗမာပြည်မှာမဆလာခေတ်ကထုတ်ဝေခဲ့တဲ့ငွေစက်ကူတချို့ကတော့သူကအဲ့လိုတွက်ချက်ခက်ပြီးတော့ဟိုကမဖြစ်ဘူးဒါမဲ့သူက6နေဆုံးတယ်အဲ့ဒါ45ချက်တန်းတို့90တန်းတို့အမှန်တကယ်တော့ဘာအဓိပ္ပာယ်မှမရှိဘူး90တန်းဆိုတဲ့ဟာဒီတကယ်ကိုသုံးဖို့ဒီဘက်ခေတ်မှာဆိုတကယ်ကို usage ဖြစ်လောက်တဲ့ငွေစက်ကူမျိုးတော့မဟုတ်ခဲ့ပါဘူး45ချက်တန်းတို့90တန်းတို့ဒါမျိုးကိန်းဂဏန်းနေနဲ့အစွဲလန်းကြည့်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တဲ့ကိန်းဂဏန်းကတော့82နာရီဆိုတဲ့ကိစ္စပါပဲ82နာရီဆိုတာဘယ်ကနေစပြီးပေါ်လာလဲဆိုတော့ကျွန်တော်ဒီ February 1ရက်နေ့မှာလင်းအားကြီးချိန်မှာဒီမှာစစ်တပ်ကနေပြီးတော့ဒီအာဏာသိမ်းလိုက်တယ်ပေါ့အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်းမှာပဲအဲ့1ရက်နေ့ညနေပိုင်းလောက်မှာစပြီးတော့နေ့ကဲပိုင်းလောက်ကစပြီးတော့ကျွန်တော် social media post တွေတွေ့ရပါတယ်ဒီ social media post တွေမှာဆိုရင်ခေါင်းစဉ်ရတာ82နာရီဆိုပြီးတက်ထားတယ်post တော်တော်များများ share post တွေထက် copy ယူတင်တဲ့ post တွေများတယ်အဲ့လို82နာရီဆိုတော့ highlight လုပ်ထားတယ်အောက်မှာစာဘလို့ပါလဲဆိုတော့အာဏာထိန်းနေလို့ကြော်ညာလိုက်တာနဲ့နိုင်ငံတကာကစောင့်ကြည့်ပါတယ်အကြောင်းအရာကမဲစရင်းမတမာမှုဒါကအပေါ်မှာအချင်းချင်းရှင်းရမယ့်ကိစ္စဒါပေမဲ့အာဏာထိန်းမှုသာမြောက်ပြီးအာဏာသိမ်းမှုမဖြစ်သေးပါဘူးအာဏာသိမ်းမှုကဘယ်လိုဖြစ်နိုင်လဲဆိုတော့ပြည်သူတွေမခံမရက်နိုင်ပေလမ်းပေါ်ဆန္ဒပြရုံရင်းဆန်ခတ်ဖြစ်မှသာအဖက်ဖက်ကယုံရင်းနေသည်ကိုထိန်းသိမ်းနိုင်ရန်ဆိုတဲ့အကြောင်းပြချက်နဲ့အာဏာသိမ်းနိုင်ပါတယ်ဒီနေ့တော့နိုင်ငံတကာစောင့်ကြည့်ဒီတော့နိုင်ငံတကာကစောင့်ကြည့်နေတဲ့82နာရီမှာပြည်သူတွေကို self lockdown ချနိုင်ရင်အဆင်ပြေပါပြီအကောင်းဘက်ကကြည့်ရင် COVID-19 ရဲ့ transmission လေးနည်းသွားပါလိမ့်မယ်ဆိုတဲ့ post ကူကအာနာသိန်းတဲ့မနက်သိန်းတဲ့နေ့ February 1ရက်နေ့ဒီညနေပိုင်းနေ့ကင်းပိုင်းလောက်ကနေစပြီးတော့ social media မှာတော်တော်ပြန့်တူတွေ့ရပါတယ်တွေ့ရတဲ့နေရာမှာဆိုရင်လည်းကျွန်တော်ဆုံးတော့ပြောသလိုပဲ share တာမဟုတ်ဘူး post တွေကcopy လုပ်ပြီးပြန်တင်ကြတယ်အဲ့အတွက် reach တာအားကောင်းတယ်ဗမာကျွန်တော်တို့ဘလောက်လောက်ထိတောင်တွေ့ကြလဲဆိုတော့ဒီအင်ချန်တွေရောင်းဝယ်ရေး group တွေနော်ဒါဗမာဒီအနှံ့မှာရှိတဲ့ group တော်တော်များများမှာလည်းတွေ့ရတယ်နောက်ပြီးတော့ live in Japan တို့ဒူဘိုင်းမှာရှိနေတဲ့လူတွေတော့ဒီ Facebook group တွေပေါ့နော် private public group တွေမှာဆိုရင်လေဒီသတင်းကတော်တော်များများကျေပြန့်နေတာတွေ့ရပါတယ်ဘလောက်ထိတောင်ရောက်လဲဆိုတော့ဥမာကျွန်တော်ဈေးရုံကြီး group တွေရှိတယ်လေဈေးရုံကြီး page တွေ group တွေရှိတယ်ဥမာတာမွေဈေးရုံကြီးတို့သိရမလားကြောင်ချောင်းဈေးရုံကြီးတို့ဆိုရင်နာမည်မျိုးတွေနောက်စုံစည်းရာတွေပမော်နီယိုသားများစုံစည်းရာတော့ AR တိုင်းသားများစုံစည်းရာတော့ဒါမျိုးတွေကနေစပြီး celebrity လို့ပြောလို့ရတဲ့အခက်ကနာမည်ကြီးသူတွေအထိဒီ post ကို copy လုပ်ပြီးတင်ကြပါတယ်copy လုပ်ပြီးတင်ကြပါတယ်အဲ့တော့ဘာဖြစ်လို့ဒီ82နာရီကအခုဒီလိုပြန်ပြောရတဲ့အထိဖြစ်သွားလဲဆိုတဲ့အခါမှာစစ်တပ်ကဘရောမအာဏာထိန်းတာပဲဖြစ်ဖြစ်အာဏာသိမ်းတာပဲဖြစ်ဖြစ်သူ့အလုပ်ကအစိုးရစီက
နော်ပြည်သူတွေရွေးကောက်တင်ရောက်ထားတဲ့အစိုးရတရက်စီကနေလက်နက်အားကိုးနဲ့အာဏာကိုသိမ်းယူလိုက်တာပဲဖြစ်တယ်။ तू ကကြိုက်တဲ့စကားမျိုးသုံးကြလိမ့်မယ်။ဗမာပြည်မှာဆိုရင်ဒါအာဏာသိမ်းမှု၄ချိန်လို့ပြောရတဲ့58နော်58ဆိုရင်လေဒါပေးစာပြန်စာ2ဆောင်နဲ့ဦးလူနဲ့အာဏာသိမ်းခဲ့တယ်။62နော်ဒီပထမအစိုးရအစည်းအဝေးတွေလုပ်နေတဲ့အချိန်မှာညတကောင်ကြီးဒါနေဝင်တော့အာဏာသိမ်းခဲ့တယ်88လူလူလှုပ်ရှားမှုအရေးတော်ပုံကြီးကိုတစ်ခတ်နှိမ်နှင်းပြီးတော့အာဏာသိမ်းခဲ့တယ်2021ကတော့ကျွန်တော်သူ့ဘာသူတည်ငြိမ်မှုတစုံတရာရှိပြီးတော့သွားနေတဲ့နော်ရွေးကောက်ပွဲတွေလည်းရှိနေအစိုးရကိုမဲသမမှုကိုအကြောင်းပြုပြီးတော့မဲမသမမှုကိုအကြောင်းပြုပြီးတော့အာဏာသိမ်းခဲ့တာဖြစ်တယ်အဲ့တော့အာဏာသိမ်းခဲ့တဲ့ဖြစ်စဉ်၄ခုစလုံးမှာတစ်ခုနဲ့တစ်ခုတော့ပုံတူနေတာတော့မရှိဘူးတူတာတော့တစ်ခုပဲရှိတယ်စစ်တပ်ကလက်နက်နဲ့အာဏာသိမ်းတာပါအစိုးရအဖွဲ့အစည်းတွေနော်သူ့ရဲ့စစ်တပ်အာဏာရယူမှုအတွက်လှုပ်ဆောင်တဲ့လုပ်ငန်းဆိုတာတက်တက်တသားထင်ထင်နေရှိပြီးသားပါဒါပေမဲ့ February 1ရက်နေ့မှာအဲ့ရထွက်လာတဲ့အချိန်မှာအဲ့တော့ဟုတ်တယ် February 1ရက်နေ့မနေ့တည်းကစပြီးတော့ခုခံဆန့်ကျင်တော်လှန်ရင်လေကျွန်တော်တို့အခြေအနေကဒီအခြေအနေပဲဖြစ်နေမှာပါကျွန်တော်ကတော့အဲ့လိုပဲယုံကြည်တယ်ဒါပေမဲ့အာဏာသိမ်းလိုက်တယ်လို့မကြေညာဘဲနဲ့အာဏာထိန်းတယ်လို့ကြေညာထားတဲ့စစ်တပ်ရဲ့ scenario ပေါ့နော်စစ်တပ်ရဲ့ဇက်ကြောင်းပေါ်မှာလူအဖွဲ့အစည်းကတော်တော်များများဒီ post ကြောင့်မျောပြီးပါသွားတာကိုကျွန်တော်တွေ့ရတယ်ပို့စာလေဒါဒေါအောင်ဆန်းစုကြည်ပုံတွေရော NLD ဂရုတွေရောပုံစံမျိုးစုံတွေဖြန့်ကြတဲ့အခါမှာလူတွေစိတ်ထဲမှာဟုတ်ရောင်ငါးငါးဖြစ်ပြီးတော့နိုင်ငံတကာကကူညီမယ်ဆိုတဲ့အတွေးခေါ်တွေတကယ်ကတော့အာဏာသိမ်းမှုတွေဖြစ်စဉ်တွေမှာကမ္ဘာနိုင်ငံတွေနိုင်ငံတကာပါဝင်ကူညီခဲ့တယ်ဆိုတဲ့အထောက်အထားတွေအင်တာနက်ပါပါတယ်ဒါပေမဲ့လေဒီဟာကိုဒါပြည်သူတွေကနိုင်ငံတကာစောင့်ကြည့်နေတယ်ကူညီကြလိမ့်မယ်စူးစူးပူပူမလုံးနဲ့စစ်တပ်ကိုမတုံ့ပြန်နဲ့ဆိုတော့လက်နက်ချအញ្ញံခံရေး logic ဘက်ကိုပို့ပြီးဥတီသွားပါတယ်ဒါပေမဲ့ဒီအချိန်မှာတွေကဒီတက်ကြွလှုပ်ရှားသူတွေចောင်းသားကောင်းဆောင်တွေကတော့ဒါစစ်တပ်ဒီလိုလှုပ်ချင်းအာဏာသိမ်းနေဆိုတာကိုတက်တက်တတိနေတဲ့လူတွေကတော့ဒါသူတို့ဆက်လုပ်ရမယ့်လုပ်ငန်းခွင်တွေပေါ့နော်ဒီလူလူအရေးတော်ပုံတွေကျွန်တော်တို့စန္ဒပြမှုတွေတပိတ်တွေအတွက်ကြိုတင်ပြင်ဆင်တာတွေကတော့ February 1ရက်နေ့အာဏာသိမ်းလိုက်ပြီဆိုတဲ့အချိန်တွေကလှုပ်ရှားဆောင်ရွက်နေတယ်လို့ကျွန်တော်သိထားတယ်ဒါပေမဲ့ပြည်သူတွေဒီလှုပ်ရှားမှုတွေမှာရုတ်တရက်မပါဝင်အောင်ဆိုလိုချင်တာကတော့82နာရီဆိုတော့3ရက်ပါဒီ3ရက်အတွင်းမှာစစ်တပ်အချိန်ရအောင်ဒီလှုံ့ဆော်မှုနဲ့ဒီဝါဒဖြန့်ချီမှုကဗမာလူဖွဲ့စည်းပေါ်မှာကြကြတက်တက်ဖြစ်ခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်သူကအဲ့လို post တွေကိုဖြန့်ကြတဲ့အခါမှာဆိုလဲ smart 72 hour ဆိုတဲ့ hashtag တွေကြော်ထိုက်ဆိုတာတော့မူရင်းရေးသားရသူဖြစ်မယ်သူ့ဟာတော့ကျွန်တော်တွားပြန်ရှာတာမတွေ့သေးဘူးဒီ hashtag ကြော်ထိုက်ဆိုတဲ့ဟာမျိုးနဲ့တောက်လျှောက်ကိုအဲ့အချိန်တုန်းက post ပေါင်းများစွာဖြန့်ချီတက်နှံ့ခဲ့တာကိုတွေ့ရပါတယ်ဒီဟာလဲစပြီးတော့တခုခုကမ္ဘာအရေးခင်ပဲဖြစ်ဗမာပြည်နဲ့ပတ်သက်တဲ့ကိစ္စတစ်ခုပဲဖြစ်ပြောကြပြီဆိုရင်82နာရီစာအုံးတော့82နာရီဖြစ်ပါငိမ့်နေပါဆိုတဲ့ပုံစံမျိုးနဲ့စကြနောက်ချတဲ့အထိဒီ82နာရီဆိုတဲ့ကိစ္စပြန့်နှံ့ခဲ့ပါတယ်အခုဒါလောလောလတ်လတ်ဆိုရင်ဒါ American သမ္မတ Donald Trump ကဒီ Venezuela သမ္မတကိုဝင်ဖမ်းတဲ့အချိန်မှာတော့ Venezuela ပြည်သူတွေငိမ့်နေ82နာရီစောင့်ကြည့်လိုက်ပါအောင်ဆိုတဲ့ပုံစံမျိုးဒီဗမာပြည်က social media user အများစုကဒါtroll ပြီးတော့ဗောနော် troll ပြီးတော့တင်ကြတာမျိုးကျွန်တော်တွေ့ရပါတယ်ဒါဗမာပြည်လွန်ခဲ့တဲ့9နှစ်ຫນွေဦးတော်လိုင်းအစဆုံးမှာဒီစစ်တပ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးတော့ဒီလူတွေကြားထဲမှာအတက်အနှံ့ဆုံးကိစ္စလို့ပြောရင်82နာရီဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်ဗျဒါဒီလေဗမာပြည်နိုင်ငံရေးတပိုင်းမှာအရေးကြီးတဲ့ကိန်းဂဏန်းတစ်ခုလည်းဖြစ်တယ်ထက်ရက်တစ်ခုလည်းဖြစ်တယ်စစ်တပ်ရဲ့ဝါဒဖြန့်ချီမှုစစ်တပ်အလိုအကျသွားအောင်လမ်းဖော်ပေးနိုင်မှုလမ်းညွှန်ပေးနိုင်မှုကိစ္စရပ်တစ်ခုဖြစ်တဲ့အတွက်မှတ်တမ်းတင်လာတာကြောင့်ပုံရိပ်ထက်ဗမာသမိုင်းအစီအစဉ်အနေနဲ့တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်ဗျကြည့်ရှုပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်